YouTube channel ရဲ့ banner တစ်ခုကိုဖန်တီးရမှာကိုမြင်စေခြင်းတဲ့အရာတွေအားလုံးကို safe area အတွင်းမှာဝင်အောင်လို့ဘယ်လိုဖန်တီးမလဲ safe area နဲ့ကျော်သွားတဲ့အရာတွေကိုလည်းပြတ်ပြီးတော့ကြံခဲ့တဲ့ပုံကြီးမဖြစ်အောင်တဘာဝကြကြလေးဘယ်လိုဖန်တီးလို့ရမလဲဆိုတာလေးကိုပြောပြပေးစမ်းပါတယ်အခုကျွန်မ channel မှာသုံးထားတဲ့ banner လေးကတော့ AI ကဖန်တီးပေးထားတာပါကျွန်မပါဝင်စေခြင်းတဲ့အရာတွေအားလုံးနဲ့ပါဝင်စေခြင်းတဲ့အရာလေးတွေကိုပြောပြပြီးတော့ AI ကိုဖန်တီးခိုင်းထားတာဖြစ်ပါတယ်ကျွန်မက YouTube channel မှာ banner အနေနဲ့သုံးဖို့အတွက်သူ့ကိုပုံတစ်ပုံ create လုပ်ပေးပါဆိုပြီးတော့တောင်းလိုက်ပါတယ်ဒါပေမဲ့သူပေးလိုက်တဲ့ပုံကအဆင်မပြေပါဘူးအခုပထမဆုံးသူပေးလိုက်တဲ့ပုံကိုကျွန်မ customize လုပ်ကြည့်တဲ့အခါမှာအဆင်မပြေတာလေးကိုတစ်ချက်ပြောပြချင်ပါတယ်ခုလိုမျိုးပုံကို upload လုပ်လိုက်တဲ့အခါမှာအခုမြင်ရတဲ့အတိုင်းသူ့ပုံကသတ်မှတ်ထားတဲ့ area ကိုကျော်နေပါတယ် YouTube ကသတ်မှတ်ထားတာဒီအခုအလယ်မှာလင်းနေတဲ့အပိုင်းတွေက all device ဒါဖုန်းနဲ့မြင်ရမယ့်အပိုင်းလို့ပြောလဲရတာပေါ့နော်ဘေးနှစ်ဖက်ပါမယ်ဆိုလို့ရှိရင် desktop ကမြင်ရမယ်ဒီလိုမျိုးလေးအောင်ကွက်လေးဆိုလို့ရှိရင်ကျတော့ TV နဲ့မြင်ရမယ်အဲ့တော့ AI ဖန်တီးပေးလိုက်တဲ့ပုံပါဆိုလို့ရှိရင် TV နဲ့ဆိုရင်တော့မှဘေးနှစ်ဖက်ကအရာတွေကမြင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့ခါကျတော့ကျွန်မသူ့ကိုဒီပုံကတော့အဆင်ပြေမနေဘူးထပ်ပြီးတော့ဖန်တီးပေးပါဆိုပြီးတော့ကျွန်မထပ်ပြောပါတယ်ဒါပေမဲ့လည်းကျွန်မ free version နဲ့သုံးလို့လာတော့မသိပါဘူးကျွန်မအတွက်အဝင်ခွင့်ကြဖြစ်တဲ့ပုံတစ်ပုံကိုသူ create လုပ်မပေးပါဘူး5 6ခါအထိပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပဲကျွန်မအဆင်ပြေဆုံးဖြစ်မဲ့ပုံကိုပဲအခုလက်တော်သုံးထားဖြစ်ပါတယ်ကျွန်မပြန်ပြီးတော့edit လုပ်ဖို့နဲ့သူ့ကိုထပ်ပြီးတော့ကူညီတောင်းဖို့နဲ့ကိုအချိန်မပေးနိုင်သေးလို့ပါဒါပေမဲ့လို့ဘယ်လိုကြောင့်ဒီလိုဖြစ်ရလဲဘယ်လိုလုပ်ရင်ရမလဲဆိုတာကိုကျွန်မရှောက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာကျွန်မသိထားတဲ့လုပ်လို့ရမယ့်နည်းလမ်းလေးကိုအခုမျှဝေမှာဖြစ်ပါတယ်ကျွန်မကတော့ကွန်ပျူတာနဲ့ပဲ Photoshop ကိုသုံးပြီးတော့ create လုပ်တာလေးကိုပြောပြချင်ပါတယ်တခြား application တွေဖြစ်တဲ့အခုအသုံးများနေတဲ့ Canva ဆိုရင်လည်းဒီနည်းနဲ့ပဲသုံးလို့ရမယ်လို့ထင်ပါတယ်ဒါပေမဲ့ Canva ကကြတော့free version ဆိုလို့ရှိရင်တချို့ဟာလေးတွေကသုံးလို့အဆင်မပြေတာမျိုးလေးတွေရှိရောကျွန်မကိုယ်တိုင်လည်းမကျွမ်းကျင်တဲ့အတွက် Photoshop နဲ့ပဲကျွန်မ create လုပ်ပြမှာဖြစ်ပါတယ် file နဲ့ကနေ new ဆိုပြီးတော့တွားပြီးလို့ရှိလို့ရှိရင်ကျွန်မတို့သူ့ရဲ့ site ကို25601440ဆိုပြီးတော့ custom site လေးတစ်ခု create လုပ်လိုက်ပါမယ်အဲ့တော့ကျွန်မတို့ဖန်တီးလိုက်တဲ့ဒီဓာတ်ပုံဒီအလျားက2560ရှိမယ်အနံကကြတော့1440ရှိမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လိုလုပ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ခုနက YouTube မှာပေါ်နေတဲ့ all device area လေးကိုဖန်တီးဖို့အတွက်သူ့မှာ setting လေးရှိတယ်ဒီ parent လေးတွေကိုလိုအပ်တဲ့နေရာလေးမှာတွားပြီးတော့နေရာချပါမယ်ကျမကဒီ parent ကိုခေါ်ပြီးသားဖြစ်နေလို့ပါတကယ်လို့မခေါ်ရသေးဘူးဆိုလို့ရှိရင်အခု view တွေက ruler ကိုတွားပြီးတော့ခေါ်လို့ရပါတယ်เนาะအဲ့တော့အပေါ်မှာparent လေးတွေပေါ်လာပြီဆိုလို့ရှိရင်အပေါ်နဲ့ဘေးနဲ့ပေါ့နော်အဲ့မှာပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီ parent လေးနေရာမှာdress ဆွဲယူလာပြီးတော့နေရာတစ်ခုချရမှာဖြစ်ပါတယ်အဲ့တော့ horizontal အနေနဲ့ကကြတော့908ရယ်932ရယ်ချရပါမယ် horizontal line 2 line ဒီ908နဲ့932ဖြစ်ပါတယ်vertical line 2 line ကကြတော့900ခွန်နဲ့1353နဲ့ဖြစ်ပါတယ်အဲ့တော့မြင်အောင်လို့ကျမတို့ save ဖြစ်မဲ့ area လေးကို rectangle လေးတစ်ခုနဲ့ color လေးခြေပြပါမယ်အဲ့တော့အဲ့ဒီ area လေးဟာဆိုရင်အလျားအနေနဲ့ဆိုရင်1546အနံအနေနဲ့ဆိုလို့ရှိရင်6နှစ်လေးရှိတဲ့ area ဖြစ်ပါတယ်အဲ့ဒီ area အတွင်းမှာပဲကျမတို့ကဖုန်းနဲ့လည်းမြင်ရမယ် desktop နဲ့လည်းမြင်ရမယ် TV နဲ့လည်းမြင်ရမယ်ကျန်တဲ့အပိုင်းတွေဆိုလို့ရှိရင်ကြတော့အခုအဝိုင်းအောင်ခြေထားတဲ့ area လေးရဲ့ဘေးနှစ်ဖက်ကကြတော့desktop နဲ့မှမြင်ရမယ်တစ်ခုလုံးကကြတော့ TV နဲ့မှမြင်ရမှာဖြစ်ပါတယ်
ဒီမှာတော့ကျွန်မက gradient နဲ့color လေးတစ်ခု background ယူလိုက်ပါမယ်တကယ်လို့ gradient နဲ့မယူလို့ရှိရင်လည်း color တစ်ခုခုထည့်လိုက်လို့ရှိရင်လည်းအဲ့ဒီ color ပေါ်မှာစာရိုက်တာလို့ logo ထည့်ရလို့ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ကိုကြိုက်တဲ့ color လေးနှစ်ခုရွေးလို့ရတယ်ပြီးတော့ဒီ gradient tools လေးနဲ့ဒီအပေါ်ဘက်ထောင်းကနေညာဘက်ထောင်းအထိဆွဲချလိုက်ပြီးတော့ create လုပ်လို့ရပါတယ်ကျွန်မဒီမှာစာရိုက်ပြဖို့အတွက် text တူကိုယူလိုက်ပါတယ်အဲ့မှာကိုရိုက်ချင်တဲ့စာသားလေးရိုက်လို့ရတယ်ပြီးလို့ရှိရင်အဲ့ဒီစာသားရဲ့အရောင်ရောအဲ့ဒီစာသားရဲ့ font size ကိုပြီးတော့သူ့နဲ့font type ကိုသူ့နဲ့ပတ်သက်တဲ့လိုချင်တဲ့ effect တွေကိုကိုဟာကိုရှောက်ပြီးတော့စမ်းသပ်ကြည့်ပြီးတော့လိုချင်တဲ့စာသားကိုကိုဟာကိုဖန်တီးယူလို့ရပါတယ်အဲ့တော့အဲ့ဒီစာသားဒီအလဲမှာအလဲကရှိတဲ့ area အတွင်းမှာပဲဝင်နေရဆိုရင်အဆင်ပြေပါပြီတကယ်လို့စာသားမရိုက်ချင်ဘူးဆိုလို့ရှိရင်လည်းဒီ area အတွင်းမှာပဲကိုထည့်ချင်တဲ့ဓာတ်ပုံလေးတွေကိုတစ်ပိုင်းချင်းစီတွေပိုင်းပြီးတော့၄ပုံလောက်ထည့်မယ်ပြီးတော့ဘေးနှစ်ဖက်မှာကျတော့ဓာတ်ပုံစီထည့်မယ်ဆိုလို့ရှိရင်လည်းဖုန်းနဲ့ဆိုလို့ရှိရင်၄ပုံမြင်ရမယ် desktop နဲ့ဆိုလို့ရှိရင်2ပုံမြင်ရမယ်ဒါမျိုးလုပ်လို့လည်းရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုပုံကိုထည့်ချင်တယ်ဆိုလို့ရှိရင်တော့ကိုပုံကိုဒီ area လေးအတွင်းမှာဝင်အောင်လုပ်ထားပြီးတော့နောက်ခံ background ကိုကျတော့ shooting ပုံအကြီးနဲ့လုပ်ထားလို့ရှိရင်လည်းကိုယ့်ရဲ့ပုံကတော့ဒီ area လေးအတွင်းမှာမြင်နေမယ်မမြင်ရတဲ့အပိုင်းကကျတော့ shooting အနေနဲ့ဆက်ပြီးတော့မြင်နေလို့လည်းရပါတယ်ကျွန်မစာသားကိုနှစ်ကြောင်းရိုက်ပြလိုက်တာပါပြီးတဲ့အခါကျတော့ကျွန်မနမူနာအနေနဲ့ logo လေးထည့်မယ်ပေါ့နော်ဒီ logo ကလည်း AI ကဖန်တီးပေးထားတာပါပဲအဲ့ဒီ logo လေးရဲ့ file ကိုဖွင့်လိုက်မယ်ပြီးလို့ရှိရင် control A ဆိုပြီးအကုန်လုံးရွေးတယ်ပြီးရင် control C ဆိုပြီးယူခဲ့မယ်ပြီးလို့ရှိရင်ခုနကcreate လုပ်ထားတဲ့ file လေးကိုပြန်လာမယ် control V လို့နှိပ်မယ်ပြီးခါကျတော့သူ့ရဲ့ site ကိုကိုလိုချင်တဲ့ရွေးစားလေးရအောင်ပြောင်းမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရသွားပါပြီဒါကတော့ကျွန်မအကြမ်းမြင်ဖန်တီးပြတာပေါ့နော်အဲ့တော့အဲ့ဒါပြီးပြီဆိုလို့ရှိရင်သူသတ်မှတ်ထားတဲ့အတိုင်းကျမတို့က save တဲ့အခါမှာ PNG file အနေနဲ့ save ရပါမယ်ဆိုတော့ကို save ချင်တဲ့နေရာမှာ file name တစ်ခုပေးလိုက်မယ်သူပေးထားတဲ့အတိုင်းပဲထားရင်လည်းရတယ်ပြီးတဲ့အခါကျတော့ save as file type မှာတော့ကျမတို့ PNG အနေနဲ့ save လိုက်ပါမယ်ပြီးရင် okay နှိပ်ပြီးတော့ထွက်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ဓာတ်ပုံလေးရ PNG file အနေနဲ့ save ပြီးသွားပြီဆိုတော့အခု YouTube မှာလာပြီးတော့ upload ပြန်လုပ်ကြည့်မယ်အခုဆိုရင်အဆင်ပြေသွားပါပြီကျမတို့သတ်မှတ် area အတွင်းမှာစာသားလေးရော logo လေးရောဝင်နေတယ်ကျန်တဲ့လွတ်နေတဲ့အပိုင်းတွေကလည်းသူ့ဘာသူသဘာဝကျကျလေးဖြစ်နေတယ်ဥပမာကိုက hint ချက်တဲ့ channel မို့လို့ hint တပွဲပုံစံကိုတင်ထားပြီးတော့ hint ရဲ့အလယ်ပိုင်းလေးပဲပေါ်နေပြီးတော့ဘေးတွေမပေါ်တာမျိုးမဖြစ်တော့ဘူးပေါ့နော်ကိုယ့်ရဲ့ channel လေးကိုပြန်ကြည့်တဲ့အခါမှာအခုလိုမျိုးပုံလေးမြင်နေရပါပြီဒါကတော့ desktop နဲ့မဟုတ်လို့ပေါ့နော်တကယ်လို့ဖုန်းနဲ့ဘယ်လိုမြင်ရလဲဆိုတာလည်းကျွန်မပြီးရင်ပြပေးပါမယ်ဖုန်းနဲ့ဆိုလို့ရှိရင်တော့ဘေးနှစ်ဖက်ကိုမြင်မနေရအောင်ပေါ့နော်အခုလက်တလောကျွန်မတင်ထားတဲ့ပုံနဲ့နိုင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်ဒီပုံဒီဘေးတွေလွတ်နေတဲ့အတွက်ကြည့်လို့မကောင်းပါဘူးခုနကပုံလေးဆိုလို့ရှိရင်တော့သူကသူဘေးတွေပါရှိနေတဲ့အတွက်အဆင်ပြေပါတယ်ဒါကတော့ဖုန်းနဲ့မြင်ရတဲ့ပုံလေးဖြစ်ပါတယ်ဖုန်းနဲ့ဆိုရင်လည်းဒီမြင်ကွင်းကသူ့ဘာသူအဆင်ပြေပါတယ်လိုအပ်သူတွေအတွက်သုံးထည့်မယ်လို့ညွှန်လင်းပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင်